လူတယောက်မှမရှိပေမဲ့အစားအသောက်တွေပြည့်နေတဲ့ကျွန်းတချိန်ကကမ္ဘာပေါ်မှာလူဦးရေအထူးထပ်ဆုံးနေရဖြစ်ခဲ့ပေမဲ့အခုတော့လူတယောက်မှမရှိပဲဟောင်းနှံ့နေတဲ့အဆောက်အဦတွေပဲကျန်ရစ်ခဲ့တဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။ဒါဟာဂျပန်နိုင်ငံကဟာရှိမအိုင်လန်ပဲဖြစ်ပါတယ်။ဒီကျွန်းဟာပင်လယ်အောက်ခြေကကြောက်မီးသွေးတွေကိုတူးဖော်ဖို့အတွက်တည်ဆောက်ခဲ့တာပါ။ပတ်ပတ်လည်ကိုကွန်ကရစ်တတိုင်းကြီးတွေနဲ့ကာရန်ထားလို့အဝေးကကြည့်ရင်စစ်သင်္ဘောကြီးတစ်စိမ့်နဲ့တူတာကြောင့်ဘတ်တယ်ရွှေအိုင်လန်လို့လည်းခေါ်ကြပါတယ်။1984ခုနှစ်မှာကြောက်မီးသွေးတွင်းတွေကိုရုတ်တရက်ပိတ်လိုက်တဲ့အခါကျွန်းပေါ်ကလူထောင်ပေါင်းများစွာဟာအလုံးလက်မဲ့ဖြစ်သွားခဲ့ပါတယ်။သူတို့ဟာအထုပ်အပိုးတွေကိုတော့အစုံအလင်မတည်နိုင်တော့ပဲအဝတ်အစားတွေအိမ်သုံးပစ္စည်းတွေနဲ့ကလေးကစားစရာတွေကိုကျွန်းပေါ်မှာထားခဲ့ပြီးအမြန်ဆုံးဆုတ်ခွာသွားခဲ့ကြတာပါ။ဒါကြောင့်ဒီနေ့ခေတ်အထိဒီကျွန်းပေါ်ကအိမ်တွေထဲမှာဟောင်းနှံ့နေတဲ့ရုံမြေတန်ကြားဆက်တွေအစားအသောက်တွေနဲ့ပရိဘောဂတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ကအတိုင်းကြောက်ခဲဖြစ်နေသလိုမျိုးတိတ်ဆိတ်စွာကျန်ရစ်နေရဖြစ်ပါတယ်။အခုချိန်မှာတော့ဒီကျွန်းဟာ UNESCO ကမ္ဘာအမွေအနှစ်စည်ရင်းဝင်ဖြစ်နေသလိုကမ္ဘာထိပ်လင်းစရာအကောင်းဆုံးနေရာတစ်ခုအဖြစ်လဲကြော်ကြားနေစေပါ။ဒီလိုကမ္ဘာအစမ်းဆုံးနဲ့လှုပ်ဝက်ချက်တွေအကြောင်းသိချင်ရင်သိလျာ channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်